အားလုံးပဲမင်္ဂလာပါဆာချောင်း Sport Channel ရဲ့ထူးခြားစည်းကွက်နဲ့ဖိုက်တာရွေးကစီစဉ်ရနေကြိုဆိုပါရစေစနေညမှာအင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်၄ပွဲစပိန်လာလီဂါပွဲစဉ်၅ပွဲဂျာမန်ဘွန်ဒက်စ်လီဂါပွဲစဉ်၅ပွဲနဲ့အီတလီစီးရီးယားပွဲစဉ်၃ပွဲစုစုပေါင်းပွဲစဉ်18ပွဲရှင်မြန်ကစားသွားကြဖို့ရှိပါတယ်ဒီပွဲစဉ်18ပွဲတွေကစည်းကွက်ရထူးခြားနေတဲ့ပွဲစဉ်၅ပွဲကိုရွေးချယ်ထုံးထုတ်တင်ဆက်ပေးကြပါတယ်စနေညရဲ့စည်းကွက်ရထူးခြားနေတဲ့ပထမဆုံးပွဲစဉ်ကတော့ပရီးမီးယားလိဂ်အစောဆုံးပွဲစဉ်ဖြစ်တဲ့ဘရိုက်တန်နဲ့လီဗာပူးတို့ပွဲစဉ်မှာမြင်တွေ့ရပါတယ်ဒီပွဲစဉ်မှာလီဗာပူးကlevel 50ရုံဈေးကြောပေးထားပြီးတော့ဂိုးပေါင်းဈေးက350ဆိုပြီးဖွင့်လှစ်ထားပါတယ်လီဗာပူးရဲ့မူလားဘော်ဒီဈေး level 80ရှုံးကနေဝင်ရစင်ကျလာပြီးတော့ဂိုးပေါင်းဈေးကမူလားဈေး320ကနေဝင်ရစင်နေဆင်းလာပါတယ်ပရီးမီးယားလိဂ်ဆက်ဆက်နှစ်မှာရည်တည်နေရတဲ့ဘရိုက်တန်ကထိပ်ဆုံး10သင်းဆင်းဝင်နိုင်မှုဦးစားပေးကြိုးပမ်းရမှာဖြစ်ပါတယ်ဒီဟာဒီလီဗာပူးနဲ့ဆုံတွေ့ခဲ့တဲ့အမှတ်ပေးပထမကြော့မှာ2ဂိုးပြတ်ရှုံးနိုင်ထားပြီးတော့အဖစ်ပလာ32သင်းဆင်းမှာလဲ3ဂိုးပြတ်ရှုံးနေပြီးတော့ဘရိုက်တန်တို့အနေနဲ့ပြိုင်ပွဲကထောက်ခွာခဲ့တာကိုမြင်ရပါတယ်တတိယကြိမ်မြောက်ရင်ဆိုင်မှုမှာဘရိုက်တန်တို့ပြန်လာနိုင်မလားဆိုတာစိတ်ဝင်စားဖို့ကောင်းပါတယ်တစ်ဖက်ကလီဗာပူးကပြည်တွင်းလိအဆင့်9မှာရှိပြီးတော့ထိပ်ဆုံး4သင်းဆင်းဝင်နိုင်မှုချိုးပမ်းအောင်မှာဖြစ်ပါတယ်ပြီးခဲ့တဲ့ဂျာချန်ပီယံလိ16သင်းအဆင့်မှာဥရောပခါးသီးပြိုင်ဘက်ဂလာတာစီအသင်းကိုဂိုးပြတ်နိုင်ယူပြီးတော့ကွာတာဖိုင်နယ်ကိုတလန်းသွားတာကြောင့်ဖီအားရော့ပြီးတော့ယုံကြည်မှုမြင့်တက်နေတဲ့အချိန်လို့ပြောလို့ရပါတယ်အစင်လာတာပြီးတော့ခြေစွမ်းလက်တက်လာတဲ့လီဗာပူးသင်းရဲ့ဘော်ဒီဈေးရောဂိုးပေါင်းဈေးပါဇော်လိုက်ကြာဆင်းလာမှုရဈေးကွက်ဖွင့်သူတွေအနေနဲ့ဘော်ဒီရောဂိုးအောက်ထုတ်ကွက်တွေကိုပို့ပြီးတော့ကြိုက်တွင်းနေပုံရပါတယ်ဈေးကွက်နောက်ကိုလိုက်မလားအစင်လာနဲ့ခြေစွမ်းနောက်ကိုလိုက်တင်လားဆိုတာတော့ဖိုက်တာတွေဆန်းစစ်တွက်ထုတ်ရမယ်ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်ဈေးကွက်ရထူးခြားနေတဲ့ဒုတိယမြောက်ပွဲစဉ်ကတော့အင်္ဂလန်ပရီးမီးယားလိဂ်ရန်ဝပဲအဗာတန်နဲ့ချက်စီတို့ရဲ့အားပြိုင်မှုမှာမြင်တွေ့ရပါတယ်ဒီပွဲစဉ်မှာဘော်ဈေးကျပြီးတော့ဂိုးပေါင်းဈေးတက်လာတာကိုတွေ့ရပါတယ်အဲ့တဲ့ချက်စီသင်းရဲ့မူလားဘော်ဒီဈေး level 100ရှုံးကနေလက်ရှိဈေး level 80ရှုံးဆိုပြီးဝင်ရစ်စစ်နေဆင်းလာပြီးမဲ့ဂိုးပေါင်းဈေးကမူလားဈေး390ကနေ380ဆိုပြီးပြားစုံမြင့်တက်လာပါတယ်အဆင့်8ကအဗာတန်နဲ့အဆင့်6ကချက်စီတို့ကြားမှာ9မှတ်ပဲကွာနေပြီးတော့ကိုစီရီမန်းချက်တွေကြောင့်အနိုင်ရလက်ဦးတီရှင်မြန်ကြမှာဖြစ်ပြီးတော့ပွဲချမ်းပွဲကောင်းတစ်ပွဲအဖြစ်မြင်တွေ့ရဖို့ရှိနေပါတယ်အဗာတန်ကွင်းကိုတွားရောက်ရင်ဆိုင်ခဲ့တဲ့အမှတ်ပေးနောက်ဆုံး8ကြိမ်မှာချက်စီတို့အနေနဲ့တပွဲပဲနိုင်ထားပြီးတော့2ပွဲသေး5ပွဲထိရှုံးနေထားတာကိုမြင်ရပါတယ်အစင်လာပိုင်းတာမရထားတဲ့ချက်စီးသင်းရဲ့ကြောပေးမှုကြာဆင်းလာတာဖြစ်တဲ့တယ်လို့တွက်ဆမိပါတယ်ချန်ပီယံလိရှုံးထွက်16သင်းအဆင့်မှာလဲ PSG ကိုနှစ်ကြော်စလုံးကိုပြည့်ရှုံးပွဲတွေကြုံခဲ့ရပြီးတော့ပြိုင်ပွဲကနေထွက်ခဲ့ရတဲ့ချက်စီးအနေနဲ့ပြည်တွင်းလိမှာနိုင်ပွဲပြန်ရယူပြီးတော့ဂုံးသိက်ကဆဲပြားတော့မဲ့အနေထားလေးဖြစ်ပါတယ်ပြားစုံမြင့်တက်လာတဲ့ဂိုးပေါင်းသေးရလဲနှစ်သင်းလုံးတိုက်စစ်မြင့်ပြီးတော့အနိုင်3မှတ်ကိုဦးတီကစားလာမဲ့အခြေအနေတရက်ကိုညွှန်ပြနေပါတယ်ဈေးကွက်ပွင့်သူတွေတက်ဆထားတဲ့အတိုင်းဘော်ဒီကဂိုးပေါ်ထိုးကွက်တွေတကယ်ပဲအောင်ပွဲခံသွားမလားဆိုတာတော့စောင့်ကြည့်ရမယ့်ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်ဈေးကွက်ရထူးခြားနေတဲ့တတိယမြောက်ပွဲစဉ်ကတော့ဂျာမန်ဘွန်ဒက်စ်လီဂါရန်ဝန်းကဟိုင်ဒန်ဟိန်းနဲ့လီဗာပူးဆန်တို့ရဲ့ပွဲစဉ်မှာမြင်တွေ့ရပါတယ်ဒီပွဲစဉ်မှာအမှတ်ပေးစရာအောက်ဆုံးကဟိုင်ဒန်ဟိန်းကိုအဆင့်6မှာရပ်တည်နေတဲ့လီဗာပူးဆန်ကတလုံးစီဈေးကြောပေးထားပြီးတော့ဂိုးပေါင်းဈေးက320ဆိုပြီးဖွင့်လှစ်ထားပါတယ်လီဗာပူးဆန်ရဲ့မူလားဘော်ဒီဈေး120ကနေပြားစုံမြင့်တက်လာပြီးတော့ဂိုးပေါင်းဈေးကမူလားဈေး330ကနေဝင်ရုံးတစ်ဆင့်နေဆင်းလာတော့တွေ့ရပါတယ်ဟိုင်ဒန်ဟိန်းကတန်းဆန်းရဖို့များနေပြီးတော့လက်ရှိမှာလည်း3ပွဲဆက်နိုင်ပွဲပြောက်ဆုံးနေပါတယ်26ပွဲမှာ58ဂိုးထိပေးထားတဲ့ခန်းစင်ပိုင်းကဒီယာဒီဘွန်ဒက်စ်လီဂါရဲ့ပေးဂိုးများဆုံးခန်းစင်ကြောင်းဖြစ်လဲမှတ်တမ်းဝင်နေပါတယ်တစ်ဖက်ကလီဗာပူးဆန်ကတော့ချန်ပီယံလိပြိုင်ပွဲကနေထွက်ခွင့်ရပြီဖြစ်လို့လက်ရှိဆင့်ကြောင်းနေရာကနေဇယားထက်ပိုင်းကိုတလန်းနိုင်မှုစူးစမ်းမှာဖြစ်ပါတယ်ဟိုင်ဒန်ဟင်းကိုနောက်ဆုံး9ချိန်ဆက်နိုင်ငံစားထားတဲ့အစဉ်လာလဲအားရဖို့ကောင်းနေတာကိုတွေ့ရပါတယ်မြင့်တက်လာတဲ့ဘော်ဒီဈေးကလီဗာပူးဆန်တို့အနိုင်ရဖို့အားကောင်းလာပြီးတော့ဝင်ရစ်ဆင့်ကျသွားတဲ့ဂိုးပေါင်းဈေးခေါ်ပြောရအောက်သင်းဟိုင်ဒန်ဟင်းအနေနဲ့ဂိုးရဖို့ရာခိုင်နှုန်းနည်းနေတယ်လို့ဈေးကွက်ကညွှန်းဆိုနေပါတယ်ဈေးကွက်ပွင့်သူတွေရှုမြင်ထားတဲ့အတိုင်းဘော်ဒီဘော်ဂိုးအောက်ထုတ်ကွက်တွေကဖိုက်တာတွေအတွက်ရွှေဖြစ်မဲ့ရွေးချယ်မှုတွေလားဆိုတာစိတ်ဝင်စားဖို့ကောင်းနေတဲ့ဂျာမန်ဘွန်ဒက်စ်လီဂါပွဲစဉ်တစ်ပွဲဖြစ်ပါတယ်ဈေးကွက်ရထူးခြားနေတဲ့စတုတ်ထမြောက်ပွဲစဉ်ကတော့စပိန်လာလီဂါရန်ဝန်းကအိုဆာဆူနာနဲ့ဂီရိုနာတို့ရဲ့ပွဲစဉ်မှာမြင်တွေ့ရပါတယ်ဒီပွဲစဉ်မှာအိုဆာဆူနာရဲ့ကြောပေးမှုမူလားဘော်ဒီဈေး190ကနေလက်ရှိမှာ level 60ရှုံးဆိုပြီးဝင်ရုံးတစ်ဆင့်ထိနှိမ့်ဆင်းသွားပြီမဲ့ဂိုးပေါင်းဈေးကမူလားဈေး280ကနေ290ဆိုပြီးတော့ပြားစုံမြင့်တက်လာပါတယ်လာလီဂါနောက်ဆုံး3ပွဲမှာတမတ်ပဲရထားပြီးတော့အိုဆာဆူနာတို့အနေနဲ့အဆင့်7မှာရပ်တည်နေရပါတယ်အိမ်ဝင်းနောက်ဆုံး9ပွဲဆက်ရှုံးပွဲမရှိဘဲနဲ့6ပွဲတိတိကြေးအောင်ထားတဲ့အိုဆာဆူနာအသင်းရဲ့ဈေးကြောပြုတ်ကျလာမှုကထူးခြားလုံးနေတာကိုတွေ့ရမှာဖြစ်ပါတယ်တစ်ဖက်ကဂီလိုနာကအမှတ်ပေးနောက်ဆုံး6ပွဲမှာတပွဲပဲရှုံးနေထားပြီးတော့9ပွဲတိကြေးအောင်ထားတဲ့လက်တလောခြေစွမ်းကအိုဆာဆူနာထက်ပိုပြီးတော့တည်ငြိမ်နေပါတယ်အရှင်အသင်းနဲ့ရမတ်တူနေထားမှာဂိုးက6ချက်ကြောင့်ဂီလိုနာတို့အဆင့်7မှာရပ်တည်နေရတာဖြစ်ပါတယ်ဝေးဝင်းနောက်ဆုံး9ပွဲမှာ9ပွဲထိဂိုးပေါင်ဝင်ထားတဲ့ဂီရိုနာရဲ့ဖြတ်သန်းမှုကြောင့်လည်းမြင့်တက်လာတဲ့ဂိုးပေါင်ဈေးကအဲ့တဲ့အသင်းတွင်းဂိုးတွေရဖို့များတယ်လို့ညွှန်းဆိုနေပါတယ်ဈေးကွက်မှုတွေအနေနဲ့လည်းဘော်ဒီကဂိုးပေါ်ထိုးကွက်မှာရှိတယ်လို့သုံးသပ်မိပါတယ်
စနေညရဲ့ဈေးကွက်ရထူးခြားနေတဲ့နောက်ဆုံးပွဲစဉ်ကတော့အီတလီစီးရီးရဲ့ရန်ဝါပြိုင်ဆိုင်မှုပြင်းထန်မဲ့အေစီမီလန်နဲ့တိုရီနိုတို့ဆုံတွဲမှုမှာမြင်တွေ့ရပါတယ်ဒီပွဲစဉ်မှာဇုံလိုက်ဈေးမြင့်တက်လာပြီးတော့အေစီမီလန်ရဲ့မူလပေါ်ဈေး1.40ကနေလက်ရှိဈေး1.60ဆိုပြီးတော့ပြဆုံးမြင့်တက်လာပါတယ်ဂိုးပေါင်းဈေးကလည်းမူလဖွင့်လှစ်မှု3.80ကနေ3.80ဆိုပြီးဝင်ရုံး10တက်လာပါတယ်ပြီးခဲ့တဲ့သတင်းပတ်မှာလာဇီယိုရှုံးခဲ့တာကြောင့်အဆင့်နဲ့နေရာအေစီမီလန်အနေနဲ့အမပေးစရာဦးဆောင်နေတဲ့အင်တာမီလန်နဲ့ရှစ်မှတ်ထိကွာသွားတာကိုတွေ့ရပါတယ်ရာသီပသိန်းချိန်ထိရသလောက်ဖိအားပေးနေမှာတေချာနေပြီးတော့အိမ်ဝင်းပွဲတွေမှာနိုင်ပွဲတွေပိုရှာဖွေရဖို့လည်းရှိနေပါတယ်တစ်ဖက်ကတိုရီနိုအသင်းကအလဲလက်အသင်းတွေထဲမှာတိုက်စစ်ကစားပုံကောင်းတဲ့အသင်းဖြစ်ပြီးတော့အမပေးနောက်ဆုံး3ပွဲမှာ2ပွဲထိနိုင်ရထားပါတယ်အဲ့ဒီ3ပွဲမှာတိုက်စစ်က9ဂိုးရထားပြီးတော့2ဂိုးပဲခွင့်ပြုပေးထားတာကိုတွေ့ရပါတယ်အေစီမီလန်နဲ့ဆုံတွေ့ခဲ့တဲ့နောက်ဆုံး6ချိန်မှာတရေတပွဲပဲရှိထားပြီးတော့တိုရီနိုက2ပွဲနိုင်အေစီမီလန်က3ပွဲထိနိုင်ရထားပါတယ်ဇုံလိုက်မြင့်တက်လာတဲ့ဈေးကွက်ခင်းချင်းရဒီပွဲစဉ်မှာအနေဆုံးပေါ်ကွက်ဝင်မှုအားကောင်းနေတယ်လို့ဈေးကွက်ဖွင့်သူတွေတွက်ဆထားပြီးတော့အစင်လာနဲ့လက်ရှိတိုက်စစ်ခံစစ်နေထားတွေရဘယ်ထိုးကအောင်ပွဲခံသားမလားဆိုတာကိုဖိုက်တာတွေအဖြစ်ညှိရမယ့်အီတလီစီးရီးယားပွဲစဉ်တစ်ပွဲဖြစ်ပါတယ်အခုတင်ဆက်ပေးခဲ့တာကတော့စနေညမှာကစားကြမယ့်ဥရောပထိပ်တန်းလိပွဲစဉ်တွေထဲကဈေးကွက်ရထူးခြားနေတဲ့ပွဲစဉ်5ပွဲကိုရွေးချယ်ထုံးထုတ်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ဒီဈေးကွက်ရထူးခြားနေတဲ့ပွဲစဉ်5ပွဲတွေကဆာချောင်း Sport Channel ရဲ့စိတ်ကြိုက်ဖြစ်ဆုံးဖိုက်တာရွေးကွက်အနေနဲ့ဂျာမန်ဘွန်ဒက်စလီဂါရန်ဝန်းကတန်းနစ်ကျဲဖို့မျှော်လင့်ချက်နှဲပါနေတဲ့ဟိုင်ဒန်ဟင်းကိုဥရောပရန်ဝန်းမှာမျက်နှာပန်းမလာခဲ့မှုကနေပြည်တွင်းလိနိုင်ပွဲနဲ့တိတ်ကပြန်ဆယ်ရတော့မဲ့လေဘာကူစင်အနေနဲ့ဈေးကွက်ရရောအစင်လာရပါအနိုင်တကြနေတယ်လို့တွက်ဆမိပြီးတော့ဂိုးပြတ်မပြတ်ပဲစောင့်ကြည့်ရဖို့ရှိနေပါတယ်ဒီချက်တွေကြောင့်ဆာချောင်း Sport Channel ရဲ့စနေညစိတ်ကြိုက်ဖြစ်ဆုံးဖိုက်တာရွေးကွက်အနေနဲ့လေဘာကူစင်ဘော်ဒီကိုရွေးချယ်ပေးလိုက်ပါတယ်